မောင်ထဲကတွေ့ဆုံမှုညအချိန်လူသူကင်းတဲ့ကြေးရွာလေးတစ်ခုမှာမိုးကြီးရွာနေပြီးလေပြင်းတွေကတကိုင်းတွေကိုချိုးဖဲ့နေတဲ့ကြေးရွာရဲ့အစွန်းမှာရှေးဟောင်းဖျားเจ้าတစ်ခုရှိတယ်ဒီဖျားเจ้าကိုလူတွေကကြောက်ကြတယ်ဘာလို့လဲဆိုတော့ဒီဖျားเจ้าမှာဖျားသခင်နဲ့တွေ့ဆုံခဲ့တဲ့မကောင်းဆိုးဝါးတစ်ကောင်ရှိတယ်လို့ဒဏ္ဍာရီပြောကြတယ်တညမှာကြေးရွာကလူငယ်တစ်ယောက်ဖြစ်တဲ့မောင်မင်းကသူ့တငယ်ချင်းတွေနဲ့စိန်ခေါ်မှုတစ်ခုအနေနဲ့ဒီဖျားเจ้าကိုတွားဖို့ဆုံးဖြတ်လိုက်တယ်သူတို့ကဖျားเจ้าထဲမှာတညလုံးနေပြီးမကောင်းဆိုးဝါးကိုမြင်ရင်အနိုင်ယူမယ်လို့ကြွေးကြော်ကြတယ်ညတကောင်အချိန်မောင်မင်းနဲ့တငယ်ချင်းတွေကဖျားเจ้าထဲကိုဝင်လာကြတယ်ဖျားเจ้าထဲမှာမိအိမ်တစ်လုံးကိုထုံးညှိထားပြီးသူတို့ကစောင့်ကြည့်နေကြတယ်တစ်ချိန်ချိန်မှာဖျားเจ้าရဲ့အတွင်းပိုင်းကမှောင်မဲနေတဲ့နေရာကနေလေတိုးတန်တွေကြားလာတယ်လေတိုးတန်တွေနဲ့အတူမြေကြီးတုံတလို့ခံစားရတယ်အဲ့ဒီအချိန်မှာဖះเจ้าရဲ့အလဲခန်းမှာမိအိမ်ရဲ့အလင်းရောင်ကမှိန်သွားပြီးမကောင်းဆိုးဝါးရဲ့ပုံရိပ်ကိုမြင်လာကြတယ်ဒီမကောင်းဆိုးဝါးကလူသားပုံစံနဲ့တူပေမဲ့မျက်လုံးတွေကအနက်ရောင်ပိုင်းကြီးဖြစ်နေပြီးပါးစပ်ကနေသွေးတွေကျနေတယ်သူ့ရဲ့လက်တွေကရှည်လျားပြီးချွန်ထက်တဲ့လက်သေးတွေနဲ့ပြည့်နှက်နေတယ်မောင်မင်းနဲ့တငယ်ချင်းတွေကကြောက်လန့်သွားကြပြီးထွက်ပြေးဖို့ကြိုးစားကြတယ်ဒါပေမဲ့ဖះเจ้าရဲ့တကားတွေကသူတို့ထွက်ပြေးဖို့ပိတ်သွားတယ်မကောင်းဆိုးဝါးကသူတို့ကိုချင်းကပ်လာပြီးသူ့ရဲ့အတန်ကိုကြားလာကြတယ်ငါ့ကိုဘာလို့နှောက်ယှက်တာလဲငါ့ကိုဘာလို့နှောက်ယှက်တာလဲသူ့အတန်ကလူသားတွေရဲ့အတန်နဲ့မတူပဲအောက်ခြေကနေပြန်လာတယ်လို့ခံစားရတယ်မောင်မင်းကသူ့တငယ်ချင်းတွေကိုကြည့်ပြီးဖះသခင်ကိုဆုတောင်းဖို့ပြောတယ်ဒါပေမဲ့ဖះသခင်ကဘာမှမပြန်ဘူးအဲ့ဒီအချိန်မှာမကောင်းဆိုးဝါးကသူတို့ကိုဖမ်းပြီးသူ့ရဲ့လက်သေးတွေနဲ့ထိုးဖောက်လိုက်တယ်မောင်မင်းနဲ့တငယ်ချင်းတွေရဲ့အသက်တွေကိုစုပ်ယူပြီးသူတို့ရဲ့အသွေးတွေကိုတောက်သုံးလိုက်တယ်နောက်တနေ့မနက်ကြေးရွာကလူတွေကဖះเจ้าကိုတွားကြည့်တဲ့အခါမောင်မင်းနဲ့တငယ်ချင်းတွေရဲ့အလောင်းတွေကိုတွေ့လိုက်ရတယ်သူတို့ရဲ့မျက်နှာတွေကကြောက်စရာကောင်းတဲ့ပုံစံနဲ့ရှိနေပြီးသူတို့ရဲ့အသွေးတွေကဖះเจ้าရဲ့နေရန်တွေမှာစီးကျနေတယ်ဒီဖြစ်ရဲ့ကြောင့်ကြေးရွာကလူတွေကဖះเจ้าကိုပိတ်ပစ်လိုက်ကြတယ်ဒါပေမဲ့ညအချိန်မှာဖះเจ้าထဲကနေလေတိုးတန်တွေနဲ့မကောင်းဆိုးဝါးရဲ့အတန်တွေကိုကြားရစေပါပဲ